ထူပိုင်းပြန်ပြီးတော့အေးရကြားတယ်ကောင်းတယ်ပြီကိုရီနာဘိုးကြီးရေကျွန်တော်ပြောခဲ့လို့ပဲဒီလိုအခွင့်အရေးတွေရရင်ကောင်းကောင်းကြီးအဆုံးသတ်တဲ့မြန်မာယူဆဖို့နေဒီချိန်မှာလည်းသင်္ဘောတကိုထပ်ပြီးတော့အတွင်းပြခဲ့ပြီဖြစ်ပါတယ်ရန်ကုန်ပြည်အကောင်းဆုံးပုံစံနဲ့အတူ19နှစ်ကြာဝေးကွာနေတဲ့အာရှခီးကိုခရီးဆက်ဖို့အတွက်အတော်လေးယုံကြည်မှုပြင်းထန်နေတဲ့ပုံရိပ်မှာတော့ရှိနေခဲ့တာဖြစ်ပါတယ်ဒီလိုအဝယ်ခံမှုမျိုးတော့မြန်မာပြည်သက်တွေနဲ့အတူမြန်မာအသင်းသားတွေလည်းမခံစားရတာကြာပြီဖြစ်တဲ့အတွက်ကြောင့်ဒီအတွင်းကိုတင်ပြီးချိန်မှာတော့မြန်မာပြည်သက်တွေဟာတကယ်ပဲပောက်ကွဲဆန်တော့ကျွန်တော်တို့မြင်တွေ့ကြားတွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဟုတ်ပါတယ်သူတို့ကအနာဂတ်မှာသေချာပေါက်အားကိုးရမယ့်ကစားသမားတွေဖြစ်ကြောင်းကိုဒီကနေ့မှလည်းဒီသင်းကိုနဲ့အတူဒီမှာစီရီယာတင်မရှိကိုမျောပြီးတော့အေးရဝင်လာပြီးအလေထပ်ပေးတယ်မျောလင်းတဲ့အနေထားတစ်ခုပါပဲစီရီယာတင်ခြေပါကိုပြန်ရသွားခဲ့ပြီဖြစ်ပါတယ်ဝယ်ရခုဆိုရင်တော့ရေကုန်စရာကြီးနဲ့ပုံစိတ်ဝင်စားဖို့လည်းကောင်းလာနေပြီဖြစ်ပါတယ်မြန်မာတင်ခံစစ်ရဲ့အနေငယ်လေးဟာသွားတဲ့အရှင်တွေတစ်ခုကိုတော့စီရီယာတင်အကောင်းဆုံးသုံးချပြီးတော့ခြေပါကိုတစ်ခုကိုတော့ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီဖြစ်ပါတယ်အေးရမှာအဆင်သင့်ရှိနေတဲ့ Alpharet အပိုင်နိုင်ဆုံးပိတ်သွင်းပြီးတော့ဒေါက်ကမော်ဒီကပေးတော့တယ်မာတင်ပဲအထူးပိုင်းလက်ကမ်းပြီကိုဗီနာမာတင်ပွဲတော့အကောင်းဆုံးကြောပြန်ပြီးတော့ဥဆောင်လိုက်ပြီဖြစ်ပါတယ်ဒီနေ့မှာထပ်တူအောင်ပွဲခံဖို့အတွက်ထပ်တူပျော်ရွှင်ဖို့အတွက်သူ့နောက်ကွင်းတဲ့အထိအင်တိုင်းအားတိုင်းရောက်ရှိနေတဲ့ပြည်သက်တွေအတွက်ဒီနေ့မှာအမောပြေအတွင်းဖို့တော့ထပ်ပြီးတော့မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်တို့အနေနဲ့တကယ်အားသာတဲ့အနေထားအနေသုံးချနေတဲ့အသင်းဖြစ်လေယက်တီနေကြရဖြစ်လို့ဒီနေ့ပွဲစဉ်မှာတော့စီရီယာအသင်းကိုဥဆောင်ကိုတွေ့ယူပြီးတော့ထပ်မံအကောင်းဆုံးပုံစံနဲ့ပဲဥဆောင်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်ဒီချိန်မှာမြင်တွေ့ပုံမြင်တွေ့နေထားရတော့မြန်မာအသင်းရဲ့တင်ကောင်းသောအောင်တရားရဲ့ပါနေမှုကိုလည်းမြင်တွေ့ခဲ့ရတယ်ဖြစ်ပါတယ်ဒါကြောင့်မြန်မာအသင်းကဒီနေ့မှာတော့စီရီယာအသင်းကိုတကိုးနဲ့ဆက်လက်ပြီးတော့ဥဆောင်ထားနေစေလည်းဖြစ်ပါတယ်ဂျက်ဆန်လိုက်တဲ့ပေါ်ပြီးတော့ခေါင်းတိုက်ပြီးကိုမြပွဲပြီးဆုံးဖို့တော်တော်လေးနီးစပ်တဲ့အခိုက်အတန့်မှာပဲစီရီယာတင်နောက်တဲ့ခြေပါကိုတစ်ခုတော့ပြန်လဲရှာဖွေသွားဂျက်ဆန်ရဲ့ဖေးဖို့မှုကနေဒုတိယပိုင်းမှာလူစားဝင်လာတဲ့ Alpha Teki အပိုင်ညာချီနဲ့အဆုံးသတ်ပြီးတော့လိုအပ်နေတဲ့ခြေပါကိုတော့ပြန်လဲရှာဖွေသွားနိုင်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာကိုသမားထပ်ဝေရန်ဒါစီကိုစူးစမ်းခဲ့ပြီပဲလေမအောင်မြင်ခဲ့ပဲနဲ့ဆိုလေးတွေခေါ်ရလား